တုံဖြောင်းကျင်တဲ့အခါမျိုးမှာပေါ့နော်အားတို့ကဒီဣတုံဖြောင်းဆေးတွေကိုဆက်ပြီးတော့ဖြောင်းဆေးနဲ့တစ်ခါတည်းရောဆက်ပြီးတော့ထည့်လိုက်မယ်ဆိုရင်ဘယ်လိုပြဿနာမျိုးတွေဖြစ်လဲဆိုတော့ဆေးဝင်ကြာသွားတာပေါ့နော်ဆေးမဝင်တဲ့ပြဿနာမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ဘယ်လိုအခြေအနေမျိုးမှာဒီဣတုံဖြောင်းနဲ့ဆေးဆက်နည်းကိုထည့်ပေးရလဲဆိုရင်တို့ဆေးဝင်ရခိုင်နှုန်း100%ပြည့်မှသွားပြီးတော့ထည့်မယ်ဆိုရင်ဣတုံဖြောင်းဆေးဆက်နည်းကိုဆက်ပြီးသွားပြီးတော့ထည့်မယ်ဆိုရင်လည်းဆေးဝင်လွန်သွားတာဖြစ်နိုင်တယ်ပေါ့နော်သူကစပြီးတော့100%ဆေးဝင်ဒီဒေတာမျိုးမှာတော့ထည့်ရင်ဆေးဝင်လွန်သွားတာဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘူးဆေးဝင်သွားပြီဆိုတာမှဘီနဲ့ချစ်ချပြီးတော့ထည့်မယ်ဆိုရင်လည်းမြန်ချင်တဲ့အဲ့တဲ့မျိုးဆိုရင်ဒီဆေးတွေနဲ့ပေါ့နော်ကြာနေတာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကိုကျမတို့ကဘယ်အခြေအနေမျိုးမှာသွားထည့်ရမလဲဆိုဆေးဝင်ရခိုင်နှုန်း80 80လောက်ရောက်တဲ့အနေအထားမျိုးကြမှာဣတုံဖြောင်းဆေးဆက်နည်းကိုဆက်မယ်ဣတုံဖြောင်းဆေးဆက်နည်းကိုဆက်ပြီးတဲ့အခါကျမှဆေးဝင်ရခိုင်နှုန်း80 80လောက်ရောက်တဲ့အခါမှာထည့်ပေးမယ်ဒါမှသာကျမတို့ကဖြောင်းဆေးလဲဝင်သွားပြီဒီဖြောင်းဆေးနဲ့အတူပေါ့နော်ဣတုံဖြောင်းဆေးတွေလည်းဝင်သွားပြီတကယ်လို့မှဆန်သားကရေတက်ဖြစ်ဖို့လိုတယ်ဆိုရင်ရေတက်ဖြစ်တွေထည့်မယ်သပင်ကပြောင်းကျင်တာဆိုရင်ပြောင်းစီကိုဘလို့အနေထားမျိုးဒါကတော့ဆန်သားကိုကြည့်ပြီးတော့ဣတုံဖြောင်းဆေးဆက်နည်းကိုလည်းတိမှဒီဆန်သားဒီလိုပုံစံမျိုးပဲထည့်မယ်ဆိုပြီးတော့မရဘူးဆန်သားကိုကြည့်နေဒီဆန်သားကဘလို့ပုံစံလိုအပ်နေရလဲဘာတွေလိုအပ်နေရလဲဆိုတာကြည့်ပြီးတော့ထည့်ပေးရမှာပဲ